folks. Wesley Everest's wife. Angela, is it? What the hell are you people doing? Exposing corruption. Your husband is trying to railroad Tulsa Braden. Get that camera out of my face. Hi, Mom. And you do not have consent to film my child. Oh my God, calm down. လူပတ်နဲ့သူမရဲ့ကလေးတွေဟာဘာထင်းချုံမှမရှိပဲတပ်ပုံတွေရိုက်လွှင့်နေတဲ့လူအုပ်ကြီးရဲ့ဝိုင်းရံခြင်းကိုခံခဲ့ရပါတယ်။ဒီရုပ်တဲ့ကိစ္စရပ်တစ်ခုလုံးဟာတာဆာလို့ခေါ်တဲ့ social media influencer တယောက်ကြောင့်စတင်ခဲ့တာပါ။မကြသေးခင်ကတင်တာဆာနဲ့သူ့ဤစားဟာကြောပါဖို့အတွက် live လွှင့်ရင်းလမ်းမပေါ်မှာအချိန်ပြင်းပြင်းမောင်းနှင်ခဲ့ကြရတာကနေရင်းတို့ရဲ့မော်တော်ယာဉ်ဟာလူတရက်ထင်းချုံမှုလုပ်ပြီးအနီးနားကရေကန်ထဲကိုထိုးကျသွားခဲ့ပါတယ်။တင်ဟာတာဝန်ပေးချက်အရာဖုံးလက်ခံရရှိပြီးမကြခင်မှာပဲအခင်းဖြစ်ပွားရနေရကိုအပြေးလွှားရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူဟာရေထဲကနေတာဆာတယောက်တည်းရုန်းကန်တက်လာတာကိုပဲမြင်တွေ့ခဲ့ရပါတယ်။ Anyone else in the vehicle? Nah, man. Just me and my girl. Oh my God, Amy's in there. When we hit the water, she was laughing. I swear to God. ကန်ကောင်းထောက်မှစွာနဲ့အမီဟာထိခိုက်ဒဏ်ရာမရရှိခဲ့ပဲမိုက်စ်ကအချိန်မီဆွဲထုတ်ပေးနိုင်ခဲ့ပါတယ်။တာဆာဟာမစင်မချင်းမောင်းနေမှုအချိန်ပြုံမောင်းနေမှုတွေနဲ့ချက်ချင်းဖမ်းဆီးခြင်းခံခဲ့ရပါတယ်။သူတို့တွေသူ့ကို yes ကန်စီခေါ်ဆောင်လာတဲ့အချိန်မှာတော့သူ့ရဲ့ဖန်တွေဒါဇင်ပေါင်းများစွာဟာရှေ့မှာစုဝေးရောက်ရှိနေကြပြီဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကသူ့ကိုထိန်းသိမ်းထားတဲ့အပေါ်သူတို့ကဒေါသထွက်နေကြတာပါ။စိတ်အားထက်သန်လွန်းတဲ့ဖန်တစ်ယောက်ကဆိုရင်ကင်းလေကားပေါ်ထိတောင်တက်ခဲ့ပါတယ်။ Just take me! Just take me instead! I have to do the jail time for him! He's facing my life! Silence is violence. Get back! ရဲရရှိတွေဟာတာဆာကိုစခန်းထဲခေါ်ဆောင်သွားနိုင်ဖို့အတွက်လူအုပ်ကြီးကြားထဲကနေလမ်းကြောင်းတစ်ခုကိုဖြစ်မနေအတင်းအကျပ်ဖွင့်ခဲ့ရပါတယ်။သူ့ရီစာအမ်မီကသူ့ကိုပြန်လွှတ်ပေးဖို့အတွက်ကြီးမားတဲ့အာမခံငွေပမာဏကိုမပေးသွင်းခင်အထိသူဟာ10မိနစ်မပြည့်တဲ့အချိန်တိုင်းတာတစ်ခုအထိပဲပိတ်လောင်ခံထားရတာပါ။တာဆာဟာသူ့ရဲ့လွတ်လပ်ခွင့်ကိုကြွားလုံးထုတ်ဖို့ချက်ချင်းပဲ live ပြန်လွှင့်ခဲ့ပြီး Wesley ကအဲ့ဒီနေရာကိုလမ်းလျှောက်ဝင်လာချိန်မှာသူတို့လုပ်ရက်ကိုကွက်တိမိသွားခဲ့ပါတယ်။သူတို့ရဲ့ live လွှင့်မှုကိုပိတ်ပစ်ဖို့အတွက်သူကချက်ချင်းပဲရှေ့ကိုတက်လာခဲ့ပါတယ် The unfairness of this so-called justice system is atrocious. Disgusting. Now we've got somewhere, or rather, someone to direct all of our anger at. This is a bad idea for both of you. You really want to bring more charges to Tulsa? Whoa! I'm sorry, are you actually threatening us right now? Did you guys hear that? Wesley ဟာငင်းခုန်နေဖို့အချိန်ထပ်မဖြုံးတော့ပဲအဲ့ဒီစုံတွဲကိုအဆောက်အုံပြင်ပသို့နှင်ထုတ်ဖို့လုံခြုံရေးကိုခေါ်လိုက်ပါတယ် Get ready to have your life turned upside down, Evers. None of your little fancy degrees will help you hide from the internet. This is war. I got a whole army behind me. Thanks for coming. Tulsa Nation. Everybody back to work. နောက်တစ်နေ့မှာပဲဒါဆာရဲ့ live လွှင့်မှုကိုကြည့်ရှုခဲ့ကြတဲ့ဖန်တွေဟာ Wesley ရဲ့ဇနီးကိုစုံစမ်းရှာဖွေခဲ့ကြပြီးသူမနဲ့သူမရဲ့ကလေးတွေကိုဖုန်းတွေနဲ့မရက်မနာလိုက်လံရိုက်ကူးခဲ့ကြပါတယ်။လိုဘက်မှာစစ်ကူခေါ်ဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ဒါပေမဲ့ဆွဲလန်းယူသွနေတဲ့ဖန်တွေဟာပိုပြီးတော့တောင်ရန်လိုလာခဲ့ကြပါတယ် Better watch your mouth. For what? You and your rich husband will stick the Illuminati on me? What does your kid think of that? Huh? Huh? What? I'm taking you in. Anyone else want to spend the night in jail? That's police brutality. ။လူစီနဲ့ဆလီနာတို့ဟာအခင်းဖြစ်ပွားရနေရာကိုအချိန်မီရောက်ရှိလာခဲ့ကြပြီးအဲ့ဒီမျိုးသမီးဖန်ကိုဖန်ဆီးဖို့နှစ်ယောက်အတူပူးပေါင်းလှုပ်ဆောင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်ကြာမှသာအဲ့ဒီမျိုးသမီးဟာတကယ်ပဲကြောက်လန့်သွားခဲ့ပြီးရဲရရှိတွေကိုတောင်းပန်စကားဆိုပါတော့တယ် Look, I'm sorry. I acted out. I actually have an impulse control disorder and social anxiety that's exacerbated by large crowds. Like I want to spend my evening at juvenile booking. You are very lucky.